ကဲအားလုံးပဲမင်္ဂလာပါเนาะဒီကောင်က Wi-Fi UPS ပေါ့เนาะ Wi-Fi UPS ကသူကဘက်ထရီမခံတာအဲကျွန်တော်တို့ကဘက်ထရီလဲပေးရမှာပေါ့เนาะဘက်ထရီလဲဖို့အတွက်မိပြတ်သွားရင်တိတ်မခံတော့ဘူးဆိုတော့သူ့ဘက်ထရီဒါဖွင့်လာတော့မပြတော့ဘူးเนาะဖွင့်ပြီးသွားတယ်ဖွင့်လာဆိုလို့ရှိရင်ဒီမှာသူ့တက်ခဲပေါ့เนาะသူ့တက်ခဲဒီကောင်ကတခါကျရင် 3.2 volt နဲ့လည်းလာတယ်လို့ပေါ့เนาะ3.2 volt နဲ့လည်းလာတယ်ပြီးလို့ရှိရင်ကိုဒါ 3.7 နဲ့လည်းလာတယ်ပေါ့ဒီကောင်ဆိုလို့ရှိရင်3.2 volt 2000 mAh နဲ့အဲဒါဆိုတက်ခဲကနည်းနည်းအလုံးအရှည်ပေါ့နော်အလုံးအရှည်နဲ့လည်းလာတယ်ဟိုဒီကောင်ကျတော့3.7 နဲ့လာတာပေါ့နော်သူ site ကဟုတ်လဲဆိုတော့ဒီမှာတက်ခဲအိမ် site ကိုဒီမှာကြည့်လိုက်ရင်ဒီမှာကြည့်လိုက်ရင်တကယ်အိမ်ဆိုင်ကိုကြည့်လိုက်တာနဲ့အဖြေပေါ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီကောင်ကဘာပြက်တာလဲဆိုတော့ချခဲ့ပိုင်းကတော့မပြက်အကောင်ကောင်ကတိုင်းကြည့်လိုက်မှာပေါ့နော် 4.2 မြင်ရဒီမှာတဒန်းမှမရှိဘူးเนาะဒီဘက်နှလုံးတဒန်းဒီတဒန်းဒီမှာက 3.13 volt ပေါ့เนาะဒီဘက်တဒန်းမှာက4 volt ရှိတယ်ပေါ့เนาะဖို့ကမညီဘူးဒါပေမဲ့ဒီဘက်တန်းကဒီဘက်တန်းကနည်းနည်းအားနည်းသွားတယ်ဒါပေမဲ့အဲ့ဒါကဘက်ထရီမခံတော့တာပေါ့နော်အဲ့တော့ဘက်ထရီကျွန်တော်တို့လဲပေးရမှာပေါ့အဲ့တော့2000 mAh နှလုံးပယ်တယ်လေဒီကောင်ကမှနှလုံးကိုပယ်တယ်လေပြီးတော့မှ CD ပြန်တွဲထားပါတော့ဒီကောင်ကတော့ဒီဘိုင်းရဘယ်ဘိုင်းနေပြတ်တာများလဲဆိုတော့ဒီအဝင်ဘိုင်းပေါ့နော်အဝင်ဘိုင်းကပြတ်တာများတယ်ဒီနေရာတွေပြီးလို့ရှိရင်ဒီနောက်မှာ NTC တွေပြတ်တယ် fuse ပြတ်တယ်ဒီ diode ပြတ်တယ်ပေါ့နော်အဲ့ကောင်တွေများတယ်ပြီးဒီ oscillation IC တခါတော်တော်ဆိုးတဲ့ချိန်တွေမျိုးမှာဒီ oscillation IC ထပြီးပြတ်တယ်ပေါ့နော်ဒါကြလို့ရှိရင်တော့ဒီ diode လောင်တယ်fuse ပြတ်တယ်ပေါ့နော်ဒီ capacitor ဘာညာလဲရင်ဒီကောင်ပြန်ကောင်းတယ်ပေါ့တော်တော်အချိန်တွေဆိုးသွားရင်တော့ဒီကောင်တွေထိရောက်လာတာပေါ့ဒီကောင်ကတော့ charging ဘိုင်းမှာ battery ဘိုင်းပဲပြင်ရဆိုနည်းနည်းပေါ့တာပါဆိုတော့ battery ကျွန်တော်တို့ပြန်ထည့်တာပေါ့နော်ကျွန်တော်တို့ battery ပြန်ရိုက်ထည့်တာအောင်ဆက်သွားကြမှာပေါ့ဒါကကျွန်တော်တို့ကဟိုအတွက်ပေါ့နော် UPS အတွက် battery ကျွန်တော်ပြန်ရိုက်ထည့်ရမှာပေါ့နော်ဒီမှာတော့2000 mAh ပေါ့နော်2000 mAh 3C ပေါ့နော်ဒီကောင်ကျွန်တော်တို့ပဲတယ်လေနှလုံးသွဲမယ်ပြီးရင် CD ပေါ့နော် CD ပြန်သွဲမှာပေါ့ဘက်ထရီကတော့ဥမာကိုဘို့တူတာပေါ့နော်အဲသွင်းပြီးဘို့တူတာထည့်ရမှာဒီကောင်က2000 mAh နှလုံးပေါ့နော်ကျွန်တော်တို့ကဒါ support ပြန်ရိုက်မယ်နော် support ပြန်ရိုက်တယ်ပြီးလေပြီးရောတဲ့ support ပြန်ရိုက် support ရိုက်နှလုံးကိုပဲ့တယ်လေသုံးပြီးတော့ကျွန်တော်တို့ကနှလုံးကိုပဲ့တယ်လေရိုက်မှာပြီးတော့မှလေးလုံး CD ပြန်ဆက်တာပေါ့နော် CD အမျိုးနှလုံးနဲ့အမျိုးတော့ပေါ့နော်ဘက်ထရီကဒီကောင်ကတော့သူကမသုံးခင်ပေါ့နော်ဒီကောင်နဲ့အရင်အားဖြည့်ထားမှာပေါ့ 4.2 volt ဖြည့်ထားပြီးတော့မှကျွန်တော်တို့သုံးတာတော့ပိုကောင်းတာပေါ့နော်ဘက်ထရီအသွင်းဆက်တော့နောက်ထပ်နှလုံးကျွန်တော်တို့အဲ့ပုံစံရိုက်ကမယ်ပေါ့နော်ဒီလိုပုံစံပယ်တယ်လဲပေါ့နော်ပယ်တယ်လဲဒီလိုပုံစံဘက်ထရီရိုက်ကမယ်တော့နောက်ထပ်နှလုံးပေါ့နော်ပယ်တယ်လဲသုံးပြီးသွားပြီ CD ဒါပယ်တယ်လဲသုံးပြီးသွားပြီနော်နောက်ပယ်တယ်လဲသုံးပြီးတော့ကျွန်တော်တို့က CD
ပြန်ဆက်ကမှာပေါ့နော် CD ပြန်ဆက်ပြီးတော့သွင်းရမှာပေါ့သူ့ရဲ့ original တက်ခဲကဒီလိုပုံစံပေါ့နော် original တက်ခဲတိုင်းပြန်ရိုက်ကမှာရိုက်ကမယ်ဆိုတော့ဒီလိုပေါ့နော်ကိုကတွဲလိုက်ရိုက်ကမှာဆိုတော့ကိုရိုက်တာတော့လိုသွားသေးတယ်ဒီတောက်လျှောက်တွဲလိုက်ရိုက်ကမှာကိုရိုက်တာတော့ကိုလိုသွားသေးတယ်ဒီပုံစံပြန်သွားမယ်နော်ဆိုတော့ဒီလိုဖြစ်မှာပေါ့နော်အဲ့လိုတောင်ထည့်အဲ့ဒါဆိုရင်ရပြီနော်ဒါဆိုလို့ရှိရင်သူ့အတိုင်းပေါ့နော်ဒီမှာအပေါင်းပြီးတော့အနီပေါ့နော်ဒီမှာတက်ခဲအပေါင်းပြီးလို့ရှိရင်ဒီမှာ 4.2 ပြီးတော့လို့ရှိရင်ဒီကနေစတွက်လဲရတယ်အနှုတ် 4.2 ဒီဘက်ထိပ်မှာ 8.4 ပေါ့နော်အဲ့လိုပြန်တွက်လဲရတယ်အတူတူပဲဒါလေးကိုတိုင်းကြည့်လိုက်အဲ့တော့ရပြီပေါ့နော်ဒါပဲအသွင်းလို့ရတယ်သူအဲ့ဒီတိုင်းကျွန်တော်တို့သူ့အတိုင်းပြန်ပြီးတော့တက်ပြရမယ်နော်အနှုတ်ဒီလိုအနှုတ်ဒီမှာအနှုတ်ဒီမှာဒီဘက်ထည့်အပေါင်းဒီမှာ 4.2 နေရပါတော့ကျွန်တော်အဲ့တိုင်းခဲဆော်ကြမှာဒါတီကထုံးစံတိုင်းပါနော်ခဲဆွဲရည်လေးကျွန်တော်ကျွေးမယ်ခဲဆွဲရည်ကတော့ခဲဆော်လို့ကောင်းတယ်အဲ့စိလေးနည်းနည်းပေါ့နော်ပြီးခဲကျွေးလိုက်မမကြလို့ရမြန်လို့ရမြန်အဲ့ဒါကျွေးလုံးမကျွေးဘူးငါကကျွေးတာဒါဆိုလို့ရှိရင်ကျွန်တော်တို့သူ့အတိုင်းပေါ့နော်သူ့အတိုင်းကျွန်တော်တို့ပြန်ဖြုတ်ပြီးတော့တက်ကြမှာပေါ့နော်သူ့အတိုင်းဒါဆိုရင်ဒီဘက်ဘယ်သူဖြုတ်မယ်တက်မှာပြီးရင်ဒီဘက်ကအနှုတ်ပေါ့နော်နှုတ်ဖြုတ်မယ်ပြီးလာတယ်ဒီမှာတက်မယ်နော်ဒီလို့ရှိရင်ဒီဘက်က 4.2 ကိုအစပါနော်ဖြုတ်မယ်ဒီဘက်မှာတက်မယ်နော်ကဲဒါဆိုလို့ရှိရင် body condition တက်တာတော့ပြီးသွားပြီနော်အဲ့တော့ရန်ထည့်ခြားချင်းတွင်းကြည့်ဖွင့်ကြည့်လိုက်ဒီကောင်ဟိုကနေထိုးရ AC ပလက်ရင်စမ်းကြည့်
ဖွင့်လိုက်ပြီနော်ချာကျင်သွင်းပြီချာကျင်ပြည့်တော့ချာကျင်ဝင်ဘက်ထရီလေးတိုင်းကြည့်ကြေးကန်နေတယ်3.9ပေါ့နော်ခုနှစ်တက်တော့မှ9ရှစ်ဖို့ပေါ့နော်တိတ်မလို့တော့ခြာကြီးကနေတော့တဒုံးမလို့တော့တာပြေပေါ့ကဲဒါဆိုလို့ရှိရင်ပြီးသွားရင်เนาะကျွန်တော်တို့ပြန်တက်တာသူ့ဘက်ထရီကသူ့အိမ်သူ့ထိတ်ကနေဖမ်းပြီးတော့သူလှုပ်တယ်ထိတ်ကအပိတ်နဲ့ဖွင့်နေအဲ့လိုလှုပ်ထားလိုလေးဘေးလေးကနေဒါကလော်ရုံဆိုလို့ရှိရင်12volt 9 volt เนาะဒီဟိုချာခြင်းဒါဆိုရပါပြီเนาะကဲဒါဆိုလို့ရှိရင်ဘက်ထရီလဲခြင်းအပိုင်းတော့ပြီးသွားပြီပေါ့နော် UPS ကကဲအားလုံးကျေးဇူးတင်ပါတယ်เนาะကျွန်တော်ကိုတီးရဆွေ300ချက်စလုံးနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြအောင်